တစ်ကနီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဇုံ SPV ကိုဖျက်သိမ်းဖို့အကြမ်းဖက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်ပါတယ်။အရကတော့ AA ရဲ့စစ်တွေမြို့သိမ်းတဲ့ပွဲဟာဂျပန်စစ်ကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးအထိရောက်ရှိနေပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့လူတကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းဟာအမေရိကန်ကိုရောက်ရှိလာတယ်လို့သိရပါတယ်လူတကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Aris လို့ခေါ်တဲ့ကိုထိန်လင်းဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့အတူတွေ့ဆုံပွဲတွေကိုတက်ရောက်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပြီးကိုထိန်လင်းကိုနယူးယောက်လေဆိပ်မှာမြန်မာပြည်သူတွေကဝမ်ဘန်တတာကြိုးစိုးနှုတ်ဆက်ခဲ့ကြတယ်လို့လည်းသိရပါတယ်အဲဒီလိုအမေရိကန်ရောက်နေတဲ့အချိန်မှာပဲမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့မိခင်ဖြစ်သူဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အရေးကိစ္စတွေကိုပါနိုင်ငံတကာကနေအရေးကြီးလှုပ်ဆောင်မှုလိုအပ်နေတာတွေကိုတိုက်တွန်းတောင်းဆိုသွားဖို့တွေလည်းရှိတယ်လို့သိရပါတယ်။ဒါပြင်ကိုထိန်လင်းဟာအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတွန်ဝါရှင်တန် DC အပါအဝင်မြို့ပေါင်း10မြို့ကိုတွားရောက်ပြီးပြည်ပရောက်မြန်မာနွယ်ဘွားတွေနဲ့လည်းတွေ့ဆုံသွားဖို့ရှိပြီးတော့တပတ်မှာတော့မကြာခင်အသက်80ပြည့်နှစ်ရောက်ရှိတော့မှဖြစ်တဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမတရားဖမ်းဆီးချုပ်နှောင်ထားတာဟာ၄နှစ်ကျော်ကြာရှိနေပြီးမိသားစုနဲ့လည်းလုံးဝတွေ့ခွင့်မပေးဘူးလို့သိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာတုံညနဲ့စတင်ခဲ့ရတဲ့တော်လှန်ရေးဟာ၄နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာပြည်သူတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်မှုကြောင့်နိုင်ငံရဲ့နေမြေ90%ကျော်ကိုထိန်းချုပ်နိုင်ပြီဖြစ်လို့စစ်အုပ်စုရဲ့ကြာရှုံးမှုတွေကိုလည်းမြင်နေရပြီဖြစ်ပေမဲ့ဆက်ပြီးထောက်ခံအားပေးမှုနဲ့ကြံ့ကြံ့ခံမှုကိုလိုအပ်နေစေဖြစ်တယ်လို့တမ္မကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။ဒါကတော့မတ်လ6ရက်နေ့မှာ Asia Society ကကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲမှာမြန်မာတမ္မကြီးဦးကျော်မိုးထွန်းကပြောလိုက်တာပါ။အဲ့ဒီဆွေးနွေးပွဲမှာတမ္မကြီးဦးကျော်မိုးထွန်းကလက်ရှိမြန်မာနိုင်ငံကပြည်သူတွေဟာကြံ့ကြံ့ခံပြီးအကြမ်းဖက်စစ်အုပ်စုကိုတွန်းလှန်နေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ကြာရှုံးနေမှုတွေကိုမြင်နေရတယ်ဆိုတာအသေးချာပြောနိုင်တယ်လို့ဦးကျော်မိုးထွန်းကပြောခဲ့တဲ့အပြင်ဘာမှမရှိတဲ့တုံညကနေစခဲ့ရတဲ့တော်လှန်ရေးဟာအခုဆိုရင်တိုင်းသားလက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတကွလက်တွဲပြီးတွန်းလှန်နေတာဟာမြန်မာနိုင်ငံရဲ့နေမြေ90%ကျော်ကိုထိန်းချုပ်ထားနိုင်တဲ့အောင်မြင်မှုတွေရရှိနေပြီဖြစ်လို့လက်ရှိအချိန်အထိလည်းမြန်မာပြည်သူတွေဟာအကြမ်းဖက်စစ်အုပ်စုကိုကြံ့ကြံ့ခံတွန်းလှန်နေကြတယ်လို့တမ္မကြီးဦးကျော်မိုးထွန်းကပြောသွားပါတယ်။အဲဒီလိုအောင်မြင်မှုတွေရရှိနေပေမဲ့ဒီထက်မကတဲ့အောင်မြင်မှုတွေဆက်ပြီးရရှိဖို့အတွက်မြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေကိုတော်လှန်ရေးမှာဆက်ပြီးပါဝင်အားဖြည့်ပေးဖို့ကိုပါတမ္မကြီးဦးကျော်မိုးထွန်းကဆွေးနွေးပွဲအတွင်းတိုက်တွန်းသွားသလိုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရက်နဲ့နိုင်ငံတကာအခမ်းကဏ္ဍအာဆီယံအခမ်းကဏ္ဍစတဲ့အကြောင်းအရာတွေကိုပါဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့အရကတော့ AA ရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးအထိရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိအရကတော့ AA ဟာတစ်ဖက်က AR ပဲခူးနဲ့မကွေးတိုင်းဘက်တွေမှာပါ PDF ပူးပေါင်းတပ်တွေနဲ့အတူထိုးဖောက်ဝင်အောင်နေပြီးတစ်ဖက်မှာလည်းရခိုင်ပြည်နယ်မှာနောက်ဆုံးသိမ်းမှုကြံနေသေးတဲ့မြို့၃မြို့တဲကစစ်တွေမြို့ကိုပါထိုးစစ်ဆင်တိုက်ခိုက်နေရမှာစစ်တွေမြို့အနီးအထိ AA ရဲ့ထိုးစစ်တွေရောက်ရှိနေပြီဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကတော့စစ်တွေမြို့အနီးတိုက်ပွဲတွေမှာ AA ရဲ့ထိုးစစ်ကိုမခံနိုင်ပဲနောက်ပြန်ဆုတ်ရင်းနဲ့ယမန်နေ့ကတည်းစစ်တွေမြို့အနီးထိရောက်နေပြီးတိုက်ပွဲတွေကတော့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးထိကိုရောက်ရှိနေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီကလည်းရွှေမင်းကန်ရေတပ်စခန်းမှာနေဗီသင်္ဘောတွေပါအစီအတော်များများအထိုင်ချပြီးခုခံနေတာဖြစ်တယ်လို့အရခတ်တော် AA ကလည်းစစ်ကောင်စီဘက်ကကြီးရည်လေး၃ခုပေါင်းပြီးခုခံနေတဲ့ကြားကပဲအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေဟာစစ်တွေမြို့အနီးမှာတင်ဒီတက်ပုံမှုပြင်းထန်လာဖို့ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိစစ်တွေမြို့ကန်တချို့လည်းရန်ကုန်မြို့ဘက်ကိုပြောင်းရွှေ့ကြဖို့တွေလုပ်နေကြပြီးငွေကြေးတက်နိုင်တဲ့သူတွေကတော့လေနဲ့ပြောင်းရွှေ့ဖို့တွေပါစီစဉ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဇုံ SPV ကိုဖျက်သိမ်းဖို့အကြမ်းဖက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်တယ်လို့သိရပါတယ်။ဒါကတော့ယမန်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့
မြန်မာအထူးစီးပွားရေးဇုံဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးမှာအကြမ်းဖက်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတဝက်အထူးစီးပွားရေးဇုံကို2008ခုနှစ်ကတည်းကအကောင့်ထဲပေါ်ခဲ့တာဖြစ်ပေမဲ့တိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိတဲ့အတွက်ယင်းနီတီဆောက်သူ Italian Thai Company ရဲ့လုတ်ကင်ခွင့်ကို2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုခါမှာတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းအဲ့ဒီတဝက်အထူးစီးပွားရေးဇုံနဲ့ပတ်သက်တဲ့စီမံကိန်းတွေဖော်ဆောင်မှုဆွေးနွေးခဲ့တာတွေရှိတဲ့အကြောင်းနဲ့လက်ရှိအဲ့ဒီစီမံကိန်းဆောင်ရွက်မှုတွေဟာလည်းတိုးတက်မှုမရှိဘဲရပ်ဆိုင်းနေတာဖြစ်တဲ့အကြောင်းတွေကြောင့်ဆိုပြီးတဝက်စီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်အရင်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဇုံ SPV ကိုဖျက်သိမ်းဖို့အကြမ်းဖက်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာငါမေမေဂျေရွာမှာရှိတဲ့နာရီအိမ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်လာပြီးတော့ဂျေရွာနေလူငယ်အယောက်20ကိုစင်မှုထိုင်ရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲညောင်ဦးမြို့နယ်ငါမေမေဂျေရွာမှာနာရီလုံနေတဲ့အိမ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရုတ်တရက်ကားတွေနဲ့ရောက်ချလာပြီးဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက်နာရီအိမ်မှာရောက်နေတဲ့သူတွေကလူငယ်အယောက်20ကိုစစ်မှုထမ်းရမယ်ဆိုပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဟာသူတို့မှာပါလာတဲ့ကားနဲ့မဆက်တဲ့အတွက်ဂျေးရွာတဲကကားနဲ့ပါတင်ပြီးဖမ်းခေါ်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုအကြမ်းဖက်စစ်ကောင်စီတပ်ကနာရီအိမ်တော်မချမ်းလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်အနီးနားဂျေးရွာတွေမှာရှိတဲ့လူငယ်တွေပါအိမ်မှာမနေရဲကြတော့ပဲထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ